ဆိုတော့ကဘာမှာချမ်းသာဆုံးပုံကိုကြီးဆရာဝန်တွေတယောက်မှမပေါ့တော့မှားနေတာလေဆရာဝန်ဆိုရင်မြန်မာပြည်ကအမြင့်ဆုံးလို့ထင်တယ်အင်ဂျင်နီယာဆိုအမြင့်ဆုံးလို့ကဘာမှာချမ်းသာဆုံးပုံကဆရာဝန်တယောက်မှမပါဘူးအင်ဂျင်နီယာတယောက်မှမပါဘူးအကုန်လုံးကဘယ်သူတွေတော့နိပညာသမားတွေကြီးတယ်ကိုမင်းတို့တီးလေဟုတ်တယ်မလား Elon Musk Zuckerberg Jeff Bezos အကုန်လုံးကဘယ်သူတွေတော့နိပညာသမားတွေဒုတိယလိုက်တဲ့သူကကုန်တယ်တွေပဲစီးပွားရေးကျွမ်းကျင်တဲ့သူတွေကုန်တယ်တွေဆိုတော့ကဘာမှာချမ်းသာတဲ့ပုံကိုယ်တွေကနိပညာသမားဒုတိယကကုန်တယ်တွေပဲဈေးအောင်တက်တဲ့သူတွေပေါ့အဲ့ဒါမင်းတို့သူတည်နေတာလို့ဘယ်သူတွေချမ်းသာတယ်တို့တော့သိကြတဲ့ဆရာဝန်တွေတယောက်မှမပါဘူးအင်ဂျင်နီယာတွေတယောက်မှမပါဘူးတို့နိုင်ငံကဆရာဝန်အင်ဂျင်နီယာမှပညာတက်လို့ထင်နေတာတွေကမှားနေတာဟုတ်လားဟုတ်ပြီနော်အဲ့ဒါဆိုတော့မင်းတို့ဘယ်လောက်ချမ်းသာကျင်တာလဲအဲ့ချမ်းသာကျင်တယ်ဆိုတဲ့သူတွေကို role model ထားပြီးတော့သူတို့တွေရဲ့အကြောင်းတွေကိုပိုက်စိတ်တိုက်လေ့လာရတယ်ဘလို့စားလဲဘလို့တောက်လဲဘလို့ဝတ်လဲဘလို့နေလဲဘလို့ထိုင်လဲဘလို့ပြောကြလဲအဲ့ဒါပဲလွယ်တယ်သူတို့ရဲ့ lifestyle တွေကိုလေ့လာနိုင်တယ်များလေ့လာလိုက်တဲ့အခါပထမတော့သူတို့နောက်တော့အဲ့ဒီသူတို့လေ့လာပါများလာတဲ့အခါကျတော့ကိုကလည်းအတုလိုက်ရင်လေ့လာရင်အတုလိုက်ရင်လေ့လာရင်နဲ့သူတို့ကကိုဖြစ်လာတယ်အဲ့ဒီအချိန်ကျရင်ကိုကပြန်ကြည့်လိုက်တဲ့အချိန်မှာနေရာတစ်ခုရောက်သွားပြီသူတို့ကကိုကိုဆွဲခေါ်သွားတာဟုတ်လား